အိမ်မာနေရင်ဖြူဖုံးကာလာစိုးချင်တဲ့လူတွေအတွက်ဖြူဖုံးကာလာစိုးနည်းလေးကိုမျှဝေထားတာပါအရန်ဖြူများတဲ့စံသားလေးကိုဖြူဖုံးကာလာစိုးတာပြပါမယ်စေတနာရင်းငယ်နဲ့မျှဝေထားတာမို့အဆုံးထိကြည့်ပေးပါနော်ဖြူဖုံးဆေးလေးကတော့ 4.0 ပါ cm တစ်စိမ့်နဲ့ဖြစ်ပါတယ်ချို့တွေလည်းတခြားတစ်စိမ့်ဆိုးကြတာပေါ့နော် cm တစ်စိမ့်နဲ့မျှဝေထားတာပါ 4.0 ဖြူဖုံးကာလာဆေးရယ်ချုပ်ဆေးရယ်စားတူရောပြီးနှံ့အောင်ဝေပါမယ်ဆေးတစ်ခုကတော့ခုပြထားတဲ့စံသားကိုတဘူးမကုန်ပါဘူးเนาะ3ပုံ2ပုံလောက်တော့ကုန်ပါမယ်ရှင်ချုပ်ဆေးကတော့ 10% နဲ့ကျမတို့ကသုံးပါတယ်เนาะဆေးဆိုးရင်ဖြူများလို့သပင်ကိုတလွာချင်းစီပါလေးယူပြီးဆိုးပေးရပါတယ်စိတ်ရှိရှိနဲ့တလွာချင်းဆိုးပေးတဲ့အတွက်စံသားကိုနှံ့ဆောက်အောင်ဆိုးပေးတဲ့အတွက်သူကဖြူကိုထွက်လာခြင်းကိုဖြူပြန်ထွက်လာခြင်းကိုနှောင့်နှေးစေပါတယ်ကဲ၍တကောင်းလုံးတလွာချင်းဆိုးပြီးလို့ရှိရင်ဆေးပုံနေရင်အဲ့ဒီအပေါ်ရန်အလွှာလေးတွေကိုပြန်ပြီးနောက်ထပ်တစ်ခါတုပ်လိမ့်ပြီးဆိုးပေးစေချင်ပါတယ်ဒါလေးကတော့ခေါင်းလျှော်ပြီးတော့ရက်လက်လေးပါညိုရောင်လည်းမဟုတ်ဘူးအမဲရောင်လည်းမဟုတ်ဘူးဖြူဖုံးကာလာလေးပါဘာဝဆန္ဒအရောင်ပေါ့နော်ဒါဆိုင်ကိုမသွားနိုင်တဲ့သူတွေအတွက်အိမ်မှာဖြူဖုံးကာလာစိုးနီးလေးကိုတေချာမျှဝေထားပါတယ်ခေါင်းလျှော်တဲ့ခါဆိုလို့ရှိရင်လည်းတေချာပေါင်းစည်းလေးနဲ့ပြန်နှက်ပေးပေါ့နော်စေတနာနဲ့မျှဝေသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ like and share comment လေးတွေလည်းလုပ်ပေးပါအဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစေတနာနဲ့မျှဝေပေးပါမယ်ရေးချင်တာရှိတာတွေကိုလည်းရေးထားပေးပါပြန်ဖြည့်ပေးပါမယ်နော်